အားလုံးပဲမင်္ဂလာပါချိန်ဒီတစ်ခါတော့နောက်ဆက်တက်ရာတွင်အသုံးပြုရမည့်ပတ်တန်လေးကိုရှင်းပြမှာဖြစ်ပါတယ်နောက်ဆက်တက်တဲ့အခါမှာတချို့အင်ဂျီတွေဆိုရင်ဒီလိုမျိုးပေါ့နော်ဒီဖောင်းဖောင်းတွေဒီလိုမျိုးဝင်လိုက်လို့ရှိရင်တင်မြင့်နဲ့တထပြီးတော့ဒီလိုဖောင်းဖောင်းတွေဖြစ်သွားတယ်နော်ဟိုကြည့်ရလဲတအားရုပ်ဆိုတယ်အဲ့လိုမျိုးဆိုရင်နောက်ချမ်းကြည့်လို့ရှိရင်ဇစ်တွေကထောင်ထွက်နေတာအဲ့လိုမဖြစ်အောင်လို့ပတ်တန်ကိုဘယ်လိုကစားရမလဲဆိုတာကိုဒီတစ်ခါ sharing လုပ်ပြသွားမှာဖြစ်ပါတယ်ဆိုတော့ဒါလေးကနောက်ချမ်းပတ်တန်လေးဆွဲထားမယ်နောက်ချမ်းပတ်တန်ဆွဲထားပြီးသွားလို့ရှိရင်ဒါဆိုရင်ခါမြင်ကနေပြီးတော့ချိန်တို့ကရှေ့ဗီဒီယိုမှာတွေကြာသွားတဲ့အတိုင်းခါခွတ်တဲ့ဒီခါမြင်နေရာမှာချိန်တို့ဘယ်လောက်ဝင်မလဲဆိုတော့1 cm ထဲကို1 cm လောက်ချိန်တို့ကဒီထဲကို1 cm ဝင်မယ်နော်အဲဆိုရင်ပေါ်ဆုံးထိပ်ကနေပြီးတော့အထဲကို1 cm ဝင်မယ်ခါခွက်တဲ့ပတန်အတိုင်းလေးသွားမယ်ဒီအောက်ကကျတော့အထဲကို0.5 ဝင်လဲရတယ်မဝင်မဲနဲ့ဒီတိုင်းပဲဒီတင်မြင့်လေးနဲ့ပဲသွက်ဆက်လဲအဆင်ပြေတယ်ဒီဒါဆိုရင်ဒီပတန်လေးမှတ်မိရထင်ပါတယ်အရှိဗီဒီယိုမှာပြသွားပေးတယ်ဒီပတန်လေးကခါခွက်တဲ့သူတွေမှာလည်းသုံးလို့ရတယ်အခုနောက်ဆက်တက်တဲ့နေရာမှာလည်းအသုံးပြုလို့ရတယ်အဲဇစ်တွေဆိုရင်မထောင်နေတော့ဘဲနဲ့အင်ဒီခဏကိုမှာပေါ့ပတ်ကတ်နေမှဖြစ်တဲ့ဒီလိုပတန်လေးနော်အဲဆိုရင်ခြေဘက်သားကိုစားထုတ်ပေးရမှာဖြစ်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကြံသေးတယ်ခါးမြင့်နေရာမှာခြေလူကနောက်ထပ်တောက်ဖြောင်းမယ်ဘယ်လောက်ဖြောင်းမလဲဆိုရင်ခါးမြင့်ကနေပြီးတော့အပေါ်ကို 0.2 နှစ်အောက်ကိုလည်း 0.2 နှစ်ဒီလိုကဘာလုပ်ပေးရမလဲဆိုတော့ထပ်ပေးရအပေါ်ကိုလည်း 0.2 နှစ်နော်ခါးမြင့်နေရာအောက်ကိုလည်း 0.2 နှစ်ခွဲချောင်းထုတ်ပြီးတော့ခြေလူကထပ်ပေးရမယ်သူ့ရဲ့အားတာချက်ကဘာလဲဆိုရင်နောက်ကျောနဲ့ဒီနောက်ကျောနဲ့ဆင်းနေတာဘာဖြစ်နေလဲကတ်ဝအောင်နောက်ကျောနဲ့ဆင်းနေတာဒီစစ်ကဒီလိုမျိုးတက်ကတ်သွားမယ်အင်ဂျင်နောက်ကျောနဲ့တက်ကတ်သွားမယ်ဒီလိုမျိုးမထောင်နေတော့စားလိုက်တာဖြစ်တဲ့အတွက်1 cm စားလိုက်တာဖြစ်တဲ့အတွက်တော့ကတ်နေမယ်ပြီးရင်ခါးမြနေပြီးတော့လည်းအပေါ်ကို 0.2 နှစ်အောက်ကိုလည်း 0.2 နှစ်စားပေးရမယ်เนาะအဲ့ဒါဆိုရင်လုံးဝစစ်တဲ့နေရာမှာလည်းလုံးဝအဆင်ပြေသွားမယ်အဲ့ဒါဒီနေ့တိုင်းကိုလုပ်ကြည့်မယ်เนาะဒါလေးကိုခါမြကနေခွဲချောင်းထုတ်မယ်ဒီလိုမျိုးတော့ထပ်ပေးမယ်ဆိုရင်အပေါ်မြင်းကနေပြီးတော့ခါမျိုးတစ်ခါဆွဲမယ်ဒီခါမြင်းကနေပြီးတော့အောက်ကိုတစ်ခါဆွဲချအဲ့တော့ဒီမှာ1 cm စားလိုက်တယ်ဒီပြီးလို့ရှိရင်ခါမြကနေပြီးတော့အပေါ်ကို 0.2 အောက်ကိုလည်း 0.2 နှစ်ပေါ်နှစ်အောက်နှစ်စားလိုက်တာဖြစ်တဲ့အတွက်နောက်ကျောစစ်သည်ထောင်မနေတော့ဘဲနဲ့ဒီလိုထောင်မနေတော့ဘဲနဲ့ချုပ်လိုက်တဲ့အခါမှာကျောနဲ့နောက်ကျောနဲ့တသားတဲ့ဒီလိုလေးတော့ကတ်နေပါနော်ဟုတ်လားဒီပုံစံလေးပေါ့နော်